အရန်ချစ်ပြမယ်ပုံစံမျိုးလေး ပုံစံမျိုးလေးပါအရန်ရူကြမှာပေါ့ဒုပေါင်းပဲစူးစမ်းပြီးတော့အရန်ရူကြပါကေဆုံးချစ်ပဲဝေလာကေဆုံးချစ်ပေးမှလားတဲ့ကျွန်တော်ပြောရတာချစ်ပေးမှာပေါ့ဒီ character အရာကအဓိကဇက်ကောင် character ကိုသစ္စာရှိလို့ပဲလေ character အရာဆုံးကြည့်ဟိုကောင်မလေးကိုအရင်ကြီးဆိုင်တဲ့ကောင်လေးဖြစ်တဲ့အတွက်ဒီ character တိုင်းတော့စူးစမ်းတော့မှာပါဝလာလည်းအတူတူပါပဲထပ်တူပါပဲ character အတိုင်းလေးပေါ့နော်ကိုင်းနဲ့လည်းဟိုပထမဦးဆုံးဒါစုံရတာပေါ့နော်အရင်တည်းကဟိုလာအင်တာဗျူးတစ်ခါဖြေဘူးပါတယ်ကိုင်းနဲ့အဲ့လိုမျိုးရိုက်ချင်တဲ့မင်းသားတွေမှာပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုင်းနဲ့စုံကျင်ခဲ့တာပေါ့အခုဒီမှာကျတော့ဒီနှစ်မှာစုံရပြီပေါ့နော်ဆိုတော့ကိုကြီးကကျတော့ဝလာတဲ့ senior အကိုကြီးပါ senior ဆိုတော့လေအဲ့လိုမျိုးဝလာတဲ့ junior လေးဆိုတော့ငယ်တော့ဆိုတအားရိုက်ချင်တာပေါ့နော်ကိုကြီးကကျတော့အရင်စမ်းအရင်ကောင်းတဲ့မင်းသားလို့ပြောရမှာပေါ့နော်စမ်းရန်ကောင်းနေမင်းသားဆိုတော့ကိုင်းနဲ့လည်းအခုလိုတွေ့ရအရင်ဝမ်းသာပါတယ်ဟုတ်ကျွန်တော်လည်းဆက်တူပါပဲဘာလို့ညီမလေးကတနေ့မှာအရင်စူးစမ်းလာတာကိုမြင်ရတယ်လေဆိုတော့ဝေလာနဲ့လို့ပြောတဲ့အခါမှာကျွန်တော်တို့စဉ်းစားစရာဘာမှမရှိပါဘူးအဆင်ပြေဝေလာဆိုရိုက်မယ်ဆိုတော့မင်းသားမှာပါတယ်လုံးခံသွားတယ်ပေါ့ကျွန်တော်စူးစမ်းရတဲ့အရာလေးတွေကိုညီမလေးတွေညီလေးတွေအတိမတ်ပြုတဲ့အခါမှာကိုဝမ်းသာသလိုပေါ့အဲ့ဆိုကျွန်တော်က character တစ်ခုရိုက်တာအရင်တင်မှန်းရတယ်ဘာလို့လဲဆိုတော့ကျွန်တော်အရင်စိတ်ညစ်ပြီးတော့လုပ်တဲ့သူဖြစ်တဲ့အတွက်အခုလိုမျိုးကိုညီမလေးတွေကကျွန်တော်နဲ့ရိုက်ချင်ပါတယ်တစ်ခါ interview လေးကြည့်လိုက်ရပါတယ်အဲ့ခါမှာလည်းကျွန်တော် PT ဖြစ်ရတာပေါ့နော်စုံရတဲ့အခါကျရင်တော့အကောင်းဆုံးစူးစမ်းမယ်ဆိုတဲ့စိတ်လေးဖြစ်မိတယ်အဲ့တော့ကျေးဇူးလည်းတင်ပါတယ်တကယ်လဲဆောင်ပါဒီလိုမျိုးဇက်က